လက်ရှိချိန်ထိပျောက်ဆုံးလို့ရှိသေးရဲ့လားလို့မိခံနေရတဲ့ဘော်ဘီဆော့ဆာဆယ်လီစပိတ် H ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။မလ28ရက်နေ့ဖြစ်ပွားခဲ့တဲ့ငလင်ကြောင့်ပြည်သူတွေဘေးဒုက္ခမျိုးစုံကြုံရတာပါ။နိုင်ငံတကာကယ်ဆယ်ရေးဖွဲ့တွေရောပြည်ပြည်ပလူရှင်တွေရောအားလုံးကတက်နိုင်တဲ့ဘက်ကစူးစမ်းကူညီနေကြပါရီ။ပြည်သူခြေလူပညာရှင်ပေါင်းများစွာနဲ့ဆယ်လီတွေငွေကြေးတက်နိုင်သူတွေနဲ့အမျိုးမျိုးသောပရိုက်တာစိတ်ရှိသူတွေဟာတဦးတယောက်ချင်းရောအစုအဖွဲ့အနေနဲ့ပါဘေးကြုံရတဲ့ပြည်သူတွေရဲ့လိုအပ်ချက်တွေကိုဝိုင်းဝန်းဖြည့်ဆည်းပေးနေကြပါရီ။ငွေကြေးထည့်ဝင်လူဒန်းကြသလိုအချို့လူပညာရှင်တွေဆိုရင်မြေပြင်ထိပါဆင်းပြီးတော့လူဒန်းမှုတွေအားပေးမှုတွေဆောင်ရွက်နေကြတာပါအချို့ကလည်းဆိုရှယ်မီဒီယာကနေငလင်အတွက်ကူညီကြဖို့စော်ပေးကစပီအောက်လုပ်ပေးခဲ့ကြပါရီဒါပေမဲ့လွန်ခဲ့တဲ့တလလောက်ကသချင်းတပုံနဲ့ပရိသတ်တွေကိုပွဲစုစေခဲ့တဲ့ဘော်ဘီဆွာဆွာကတော့ဒီငလင်ဘေးကြီးမှာပျောက်ချက်သားကောင်းနေကြတာပါငလင်ဘေးတွေငွေကြေးလူတာမျိုးလည်းမတွေ့ရသလိုစုပေါင်းပြီးတော့ပြည်သူတွေအတွက်ပရိုက်တာဆောင်ရွက်ကူညီတာမျိုးလည်းမရှိခဲ့ပါဘူးသူမရဲ့ဆိုရှယ်မီဒီယာမှာတောင်မှဘာမှတင်တာမတွေ့ရပဲအခုချိန်ဒီမှာပျောက်ဆုံးနေကြတာပါသူမကြောင့်ပြဿနာတွေတက်ခဲ့ရတဲ့လွမ်းပိုင်ရောနန်းဆိုရီဆိုတော့ပါကူညီကယ်ဆယ်ရေးတွေမြေပြင်ကိုရောက်ရှိတယ်လို့ဝေဖန်မှုအများဆုံးခင်ရတဲ့နော်ဖောအင်ထားဆိုရင်လည်းငွေတွေလဲလူကိုယ်တိုင်လဲတကယ်မြေပြင်မှာစိုးစိုးနေရတဲ့အထိတွားရောက်လူတန်းနေကြတာပါဘော်ဘီဆာဆာကတော့သူမရဲ့ပရိသတ်တွေရောဘေးဒုက္ခရောက်နေတဲ့ပြည်သူတွေပေါ်မှာပါငွေကြေးရောနှုတ်ရောဖိမတာမျိုးရောတွားတစ်ခုမှလုပ်ခဲ့တာမရှိပါဘူး။ဒါကြောင့်အချို့ပြဿနာတော့ရှာတတ်တယ်။ကယ်ဆယ်ရေးတော့မလုပ်တတ်ဘူး။နမဲတက်ပြီးပြောပိုင်ခွင့်မရှိဆိုပြီးတော့လှောင်ပြောင်းနေကြတယ်လို့အချို့ပရိသတ်တွေကတော့ဘော်ဘီဆာဆာကိုတက်ရှင်လေးရဲ့ရှိရောရှိသေးရဲ့လားလို့ရွှဲပြီးတော့မိကိုထုတ်နေကြတာပါ။